အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ခက်ခဲပါဒီနေ့ကျွန်တော်ချီရိုရောဘယ်လိုရွက်လဲပြမှာဖြစ်ပါတယ်ဆိုတော့ let's go ဆိုတော့ကျွန်တော်အရင်ဆုံးဘယ်လိုပြလဲလူတွေအဲ့လောက်မသိကြတဲ့ကျွန်းတစ်ခုသွားမှာ okay so အရင်ဆုံးကျွန်တော်လိုက်တဲ့ကျွန်တော်သွားရတဲ့ like ခဲ့ပါအရင်ဆုံးကျွန်တော်တို့ Everton Forest သွားလိုက်မယ်အဲ့ရနေပို့ပြီးကြည့်ရလွယ်တယ်ပေါ့ Okay so ကျွန်တော်အခု Everton Forest ရပြီဒီတော့ပြနေဒီနားနေဟိုဘက်ညာဘက်ကြည့်လိုက်ရင်ဟိုကျွန်းလေးတစ်ခုတွေ့နေမယ်ဟိုကတခြားကျွန်းတွေလို့နာမည်တော့မသိတာဘူးအဲ့ဒါကြောင့်လူတွေအဲ့လောက်မသိကြတာ Let's go there အဲ့နားသွားမယ်ဆိုတော့သူ့ရဲ့အကျွန်းနာမည်ကတော့ Birch Cay လို့ခေါ်တယ်မဆင်းလိုက်မယ်ဒီကျွန်းမှာတော့ဘာမှမရှိဘူးဒါပေမဲ့အခုတော့ရှိတယ်ဒီအဲ့တကားလေးအခု underground နဲ့ lead နေပေါ့ဆိုတော့ကျွန်တော်ဖွင့်လို့မရဘူး is looks like it need a key တော့လို့ရတယ်ဆိုတော့ CM မြတ်ဒီမှာစာရေးရတယ်CM ဆိုတာ Current Master ပေါ့ဆိုတော့ကျွန်တော် quest ကိုစမယ်ဆိုတော့အဲ့ quest လုပ်ဖို့သွားကြတာOkay ဆိုတော့ကျွန်တော်ဒီ quest လုပ်ဖို့ပဲသွားရမလဲဆိုတော့ Terraform Island သွားမှာပါဆိုတော့အရင်ဆုံး Terraform Island ကိုသွားလိုက်ပါဦးမယ် Okay ကျွန်တော် Terraform Island ရောက်ပါပြီတော့တခုလိုတယ်ဒါပေမဲ့ရွေးတိုင်းဒီတင်မဘယ်လိုပြောမလဲလှေလေးတနေ့လေးပေါ်မှာတော့ရှိဒါပေမဲ့ developer တွေကဖြတ်လိုက်တယ်ဆိုတော့နောက်တနေရာရှိတယ်ကျွန်တော်နောက်လိုက်ခဲ့လိုက်โอเคဆိုတော့ကျွန်တော်အခုတော့ဘယ်လိုပြောမလဲတက်လို့မရနေဘူးဘာလို့လဲမသိဘူးကျွန်တော် skill ရှိလားဘာလဲမသိဘူးဒါပေမဲ့ကျွန်တော်တက်လို့မရဘူးဆိုတော့ကျွန်တော် velocity ကိုပဲသုံးလိုက်တော့မယ်တောင်းမှန်ပါတယ်တနည်းနည်းနဲ့ရလောက်ပါမှာ Okay အခုကျွန်တော်ဒီ lake ကားကြီးပေါ်ရောက်ပါပြီတော့လေတခုရှိရဲ့ဒီနားမှာလားဒီနားမှာတော့မဟုတ်ဘူးဟိုဘက်ချမ်းမှာဖြစ်လာတယ် Yeah ဆိုရင်ဒီမှာတော့တွေ့ Rusted Bunker Key ရဲ့အဲ့ဒါယူလိုက်ပါပြီးတော့ခုနကတော့ Birch Cay ရှိပြန်သွားလာ Okay အခုတော့ကျွန်တော်ဒီ Birch Cay ပြန်ရောက်ပါပြီပြီးတော့ကျွန်တော်အိုက်တော့နဲ့ဒီကောက်ဖွင့်ရမှာတော့လေးထုတ်လိုက်မယ်ပြီးတော့ဖွင့်လိုက်မယ် Finally အခုကျွန်တော်တို့ဒီ bunker ရဲ့ရောက်ပါပြီဒီမှာ carbon monoxide လည်း what တော့နေရမယ်ဘာလို့လဲမသိဘူးသူနဲ့စကားပြောလိုက်အောင်မယ် Oh hey I didn't hey could I have ဘာလို့ပြောနေလဲ bag of chips ရှားမလားဒီကောင်လည်းကောစားပဲစားနေI think no clip to the wall နေရနဲ့ဘယ်လိုလို့အလူကျော်ဝင်သွားမှာလဲ Okay ရှာပေးလိုက်မယ် Thank you ဆိုတော့ယူတိုင်းဒီမှာစင်လေးတစ်ခုပေါ်မှာဘာ bro ကြီးလဲစင်လေးပေါ်မှာကျွန်တော်ကာစာပြတဲ့နေရာမှာအလူကျော်အထုပ်ရှိတယ်ဒါပေမဲ့မဟုတ်ဘူးဖျောက်လိုက်တာအခုဒီ secret နေရာတစ်ခုမှာရောက်သွားပြီ shift lock ဖွင့်ပြီးတော့အဲ့ထဲသွားရမှာဆိုတော့ဒီမှာခုံကြီးတော့ဘယ်လိုလုပ်အောင်လဲ Yes အခုကျွန်တော်ရောက်သွားပြီဒီသားလေးပဲဒီဘက်ချမ်းရောက်သွားပြီပြီးတော့ဒီမှာ bag of chips ပါရှိတယ် Carbon Master ရဲ့ bag of chips Okay ဆိုတော့အဲ့ဒါယူလိုက်ပါ take it ပြီးတော့ခုနကနေရာတိုင်းပြန်သွားမှာ shift lock နဲ့ပြီးတော့သူ့ကိုပေးလိုက်ပါအလူကျော်တို့bag of chips လား Oh yeah ဟုတ်တယ် bag of chips ထုတ်ပြီးတော့သူ့ပေးလိုက် Soon the closet I can feel it Yes you have unlocked Cheeto Rod Let's go ငါလည်းစားပြရတယ်အိပ်ပျော်သွားကွာ Okay ဆိုတော့ကျွန်တော်အခုCheeto Rod ရပါပြီဘယ်မှာလဲဟာCheeto Rod ဆိုတကယ် Cheeto ကြီးနဲ့တူလိုက်တာ
ဆိုတော့ချီရိုရဲ့ stat တွေရတယ်ဒီမှာ lure speed 40% luck 15% control 0. negative 0.1% resilience 5% ပြီးတော့ max weight 500 kg ဆိုတော့ raw ကတော့ဒီမှာပါချီရိုကတော်တော်လှတယ်ဘယ်လိုပြောရမလဲ unique ဖြစ်တယ်ဒါပေမဲ့ရိုးရိုး for ဘယ်လိုပြောရမလဲ daily use raw တော့မကောင်းဒါပေမဲ့ collector တွေတော့တော်တော်မိုက်မှာUI ကလည်းတော်တော်မိုက်တယ်collector တော့တော်တော် share ကြီးပဲလို့ collector တွေတော့တော်တော်မိုက်ပြီဒီ raw နဲ့တော့ဆိုတော့ဒီ video ကတော့ဒီလောက်ပါပဲကျွန်တော် fish content creator ပြန်ကိုဝေးစစ်တယ်ဆိုရင် like and subscribe လုပ်ပေးပါနောက် video မှာတွေ့ပါမယ် bye bye